လန်းဆန်းအောင်ဆိုပြီး energy drink တွေကိုလာတွေတောက်နေတာကိုယ့်ရဲ့ကျန်းမာရေးကိုပိုပြီးထိခိုက်အောင်လုပ်နေတာနဲ့တူပါပဲ။ဘာကြောင့်လဲဆိုရင်ဒီ energy drink တွေမှာကတကြားဓာတ်နဲ့ caffeine ဓာတ်တွေအများကြီးပါတယ်ပေါ့နော်။ဒီ energy drink တွေကိုလာတွေမှာပါတဲ့တကြားဓာတ်က sugar crash ဆိုတဲ့ဖြစ်စဉ်ကိုဖြစ်စေတယ်။အဲ့ဒါဘာလဲဆိုရင်ဒီသွေးထဲမှာတကြားဓာတ်ရုပ်တရက်မြင့်တက်သွားပြီးတော့ရုပ်တရက်ပြန်ကျသွားတဲ့အခါမှာရင်အားထက်ပိုပြီးပင်ပန်းတာနွမ်းနေတာမျိုးဖြစ်စေတာကိုခေါ်တာပါ။နောက်ပြီးတော့တကြားဓာတ်တွေအများကြီးပါဝင်လို့ဒါတွေကိုရေရှည်ဆွဲတောက်မယ်ဆိုရင်ကိုယ်လေးချိန်တိုးတာတွေဖြစ်နိုင်တယ်။စီးကြိုရောဂါတွေဖြစ်နိုင်ပြီးတော့သွားကြွေလွှာတွေပျက်စီးပြီးတော့သွားနဲ့ဂရင်းပြဿနာတွေပါဖြစ်လာနိုင်ပါတယ်။နောက်ပြီးတော့အဲ့ energy drink တွေကိုလာတွေထဲမှာပါတဲ့ caffeine ဓာတ်ကြောင့်ပဲနှလုံးခုန်မြန်တာတွေနှလုံးစီးချက်မမှန်တာတွေဖြစ်စေပြီးတော့သွေးပေါင်တွေလည်းတက်စေတယ်ပေါ့နော်။ဒါကြောင့်နှလုံးရောဂါရှိတဲ့လူတွေသွေးရောဂါရှိတဲ့လူတွေလုံးဝမတောက်သင့်ဘူး။ဒီ caffeine ဓာတ်ကစိတ်ပိုင်းဆိုင်ရာထိခိုက်မှုအနေနဲ့ဆိုရင်လည်းစိုးရိမ်မှုများတာတွေညဘက်အိတ်မပျော်တာတွေဖြစ်နိုင်တယ်ပေါ့နော်။ဒီ caffeine ဓာတ်ကပဲခန္ဓာကိုယ်ကိုဆွဲလန်းစေတဲ့အတွက်ကြောင့်ဒီအချူတွေကိုရုပ်တရက်ဖြတ်လိုက်မယ်ဆိုရင်ပင်မနှွမ်းနေတာတွေခေါင်းကိုက်တာတွေဖြစ်နိုင်ပါတယ်။နောက်ထပ်အနေနဲ့ဒီ caffeine ဓာတ်ကပဲစီးသွားများစေတဲ့အတွက်ကြောင့်ရေဓာတ်ဆုံးရှုံးတာတွေဖြစ်လာနိုင်ပြီးတော့ရေရှည်မှာကြောက်ကက်ထိခိုက်နိုင်တယ်လို့တောင်သုတေသနတွေကပြောထားကြပါတယ်။အရေပြားနဲ့အလှပပိုင်းအတွက်ဆိုရင်လည်းဒီအချူတွေမှာပါတဲ့ caffeine ဓာတ်နဲ့တခြားဓာတ်တွေကအိုမင်းချင်းတွေကိုပိုပြီးဖြစ်စေပြီးတော့ရောင်ရမ်းမှုတွေကိုလည်းပိုဖြစ်စေတယ်။ဒီ caffeine ဓာတ်ကြောင့်ပဲရေဓာတ်ဆုံးရှုံးပြီးတော့ပေါ့နော်အသားရည်က6သွေးတာမျိုးတွေဖြစ်တော့အလှပြက်စေတယ်ပေါ့နော်။ဒါကြောင့်လန်ဆန်းတွက်ကြခြင်းနဲ့ဆိုရင်အားဖြည့်အချူကိုလာတွေကိုမတောက်နဲ့ရှည်များများတောက်အေးဝအောင်အိတ်ဒါဆိုရင်လန်ဆန်းတွက်ကြွပြီးတော့ပိုလှလာပါလိမ့်မယ်။